ဖုန်းအသစ်ဝယ်မယ်ဆိုရင်ဘာတွေသိထားသင့်လဲ2024ခုနှစ်အတွက်အချက်လက်များတက်ကိုသုံးမဲ့အခြေအနေကိုအရင်ဆုံးဖြတ်ပါကဘာအတွက်သုံးမလဲတာမန်သုံးဖုန်းခေါ်ဆိုအင်တာနက်ဆိုရှယ်မီဒီယာဂိမ်းကစားများများသုံးပါဝါကောင်း RAM များများဓာတ်ပုံဗီဒီယိုရိုက်ကင်မရာကောင်းမှုလို့ခက်ဘတ်ဂျက်ဘယ်လောက်ထားမလဲဈေးနည်းနည်း350အောက်အလက်စား350 150အဆင့်မြင့်350အထက်နှစ်ဖုန်းရွေးချယ်ရာမှာအရေးကြီးဆုံးအချက်များက processor အခြေခံသုံး Snapdragon 680 Helio 85အလက်စား Snapdragon 9 Gen 2 Dimensity 1080အဆင့်မြင့် Snapdragon 8 Gen 2 Apple 16 billion ခက် RAM နဲ့ Storage RAM 4GB အခြေခံ8 GB ဂိမ်းများသုံး Storage 64GB အနည်းဆုံး128 256ကင်မရာပုံမှန်သုံး 50MP အဓိက 10MP Ultra Wide အဆင့်မြင့် 10MP Samsung 48MP iPhone Batteryအနည်းဆုံး4000မန်းအတာချက်9000မန်းအားသွင်းမြန်ခြင်း33 2024အတွက်အကြံပြုထားသောဖုန်းများဈေးနည်းနည်း350အောက် Realme 55 6ပတ်128 Tecno Spark 10 Pro အလက်စား350 150 Samsung Galaxy A34 Xiaomi Redmi Note 7 Pro အဆင့်မြင့်350အထက် iPhone 14 Samsung Galaxy S23 နီကုန်းဖုန်းဝယ်တော့မယ်ဆိုရင်ကိုယ့်လိုအပ်ချက်ဘတ်ဂျက်နဲ့ကိုက်ညီမှုကိုအရင်ဆုံးဖြတ်ပါ spec ကောင်းတိုင်းလိုတာမဟုတ်ကိုသုံးမဲ့ပုံစံနဲ့တင့်တော်ဖို့အရေးကြီးပါတယ်